လူဘဝမှာတကယ်ဖြစ်ပြနေတဲ့အနေအထားတစ်ခုကိုသူရှင်းပြတကယ်တော့တရားဆိုတာလူလေကောင်းမှာအလွန်ရိုးနေတဲ့အကြောင်းအရာတွေသာဖြစ်တယ်သို့သောထိုရိုးနေတဲ့အကြောင်းအရာတွေကိုမထူးဆန်းသည့်အတွက်ကြောင့်လူတွေကတတိပဋ္ဌာန်းကြမှုအကယ်၍တတိထားလိုက်မယ်ဆိုလို့ရှိရင်မိမိအတွက်ဘဝသင်ခန်းစာယူစရာတစ်ခုဖြစ်လာမှာတွေ့နေကြမြင်နေကြကိုကဘဝသင်ခန်းစာဖြစ်တယ်ဆိုပါစို့ဘုန်းကြီးတို့တွေတပင်တပင်သက်ကိုင်းနေကျိုးသွားတာလည်းမြင်မှုတာပဲအသီးတွေကျွေပန်းပွင့်တွေကျွေသွားတာလည်းမြန်မာပြည်မှာနာဂိမုန်တိုင်းတော်ဆိုတပင်ကြီးတွေရန်ကုန်မှာပျက်စီးဆုံးရှုံးသွားတာတွေတွေ့တာပဲသို့တော့စိတ်ခံစားမှုမှာတပင်ကြီးတွေနှိမ်မျောစရာကောင်းလိုက်တာတော့ပဲရှိရှေ့ကိုမစင်တော့အဲ့တော့အသီးရှိတဲ့အပင်ပဲဖြစ်ဖြစ်အသီးမရှိတဲ့အပင်ပဲဖြစ်ဖြစ်ကိုမျက်စိအောက်မှာပျောက်ကွယ်သွားတဲ့ဟာတွေကိုကြည့်မယ်ဆိုလို့ရှိရင်မင်္ဂနဲ့အတွေးလေးကိုတွေးလိုက်တာနဲ့တရားအဖြစ်ရောက်ရှိသွားတယ်အာယုဆိုတာကိုနေ့စဉ်တွေ့နေကြတဲ့အရာတွေသာလည်းဖြစ်တယ်အဲကြောင့်မို့တရားဓမ္မဟာတော့ဓမ္မရိုးတယ်သို့တော့ရှုမြင်သုံးသပ်မှုကကွဲပြားခြားနာတယ်အသိဉာဏ်နဲ့ရှုမြင်သုံးသပ်တယ်တမ္မာအဖြစ်ရှုမြင်သုံးသပ်တယ်ရှုမြင်သုံးသပ်မှုအဆင့်ဟာကွဲပြားခြားနာသွားတယ်ဒီမှာလည်းပဲသဗ္ဗမိတ္တမထေကသူပြောတဲ့စကားဟာလူလောကမှာကြုံတွေ့နေကြအရာတစ်ခုပဲဖြစ်တယ်စနောစနံမိသံဘတ်တော်လူတွေတယောက်နဲ့တယောက်ဆက်သွယ်မိလာကြဟုတ်တယ်လူချင်းချင်းဟာပတ်သက်လာပတ်သက်တယ်ဆိုတာမိဘအနေနဲ့ပတ်သက်တယ်ရှိတယ်သားသမီးအနေနဲ့ပတ်သက်တာရှိတယ်ညီကိုမောင်နှမအနေနဲ့ပတ်သက်တာရှိတယ်ဆွေမျိုးမိတ်တင်ကအနေနဲ့ပတ်သက်တာရှိတယ်အဲ့လိုလူတွေဟာတယောက်နဲ့တယောက်ပတ်သက်လာကြလာတော့ကတော့ကိုလည်းကိုတယောက်တည်းလာခဲ့တာပဲသူလည်းသူတယောက်တည်းလာခဲ့တာသို့တော့မိမိတို့ဒေသတစ်ခုမှာဆုံမိကြတယ်တနည်းအားမှာဆုံမိကြတဲ့အခါပတ်သက်မှုတွေဖြစ်လာနော်ဒုနဲ့ဒုဆက်ဆက်လာတယ်ပတ်သက်လာကြတယ်အဲ့ဒီပတ်သက်လာတဲ့အခါမှာပတ်သက်ယုံနေပတ်သက်တာလားလို့ဆိုမဟုတ်ဘူးစနမေဝတိတောစနောလူတယောက်ကလူတယောက်ကိုအားကိုးတဲ့စိတ်တွေတွေ့တာတဲ့စိတ်တွေချစ်ခင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်ပတ်သက်လာပြီးတဲ့နောက်မှာတွေ့တာမှုတွေတိုးလာပြန်တယ်ပေါ့ပတ်သက်ရုံပတ်သက်တာမဟုတ်ဘူးတွေ့တာမှုတွေတိုးလာဒါလူသဘာဝဒီလိုပဲရှိလာတော့ကိုယ့်အကိုလာတာကိုတယောက်ထဲလာတာပဲအမေဖေးစီလာတော့အမေဖေးကငါစီလာခဲ့လို့ခေါ်တာလည်းမဟုတ်ကိုသဘောနဲ့ကိုယ့်အကိုရောက်လာအမေလိုလည်းသိတာမဟုတ်ဖေးလိုလည်းသိတာမဟုတ်ဘူးရောက်ရှိလာအဲ့တော့လည်းမိဘတွေကငါတို့စီလာနေလေလို့ခေါ်တာလည်းမဟုတ်ဘူးဘယ်သူပဲဝါကြည့်ပြီးခေါ်တာလည်းမဟုတ်ဘူးရောက်လာတဲ့အခါမှာပတ်သက်လာကိုယ်မွေးလာတော့ကိုသားကိုသမီးညီကိုမောင်နှမဆိုပြီးတော့ပတ်သက်ကြတယ်ပေါ့နော်မပတ်သက်ရင်လည်းကြမ်းဖန်ပြီးတော့ပတ်သက်ကြတာပေါ့တချို့များအဝေးကြီးကနေပတ်သက်တယ်ဟိုမြေကြီးနားနဲ့ရန်ကုန်လည်းပတ်သက်ခြင်းပတ်သက်တာပဲနော်ပူတာဟိုနဲ့တနင်္သာရီလည်းတော့ပတ်သက်ခြင်းပတ်သက်တာလူတွေဟာဒီလိုအဲ့ဒါကိုသူပြောတာစနောစနံမိတံပတောတယောက်နဲ့တယောက်ဆက်သွယ်မိသွားပြီဆိုလို့ရှိရင်တဲ့စနမိဝတ္တိတောစနောလူတယောက်ဟာလူတယောက်ပေါ်မှာတာယောစင်တွေတွေ့သွားတယ်တာယောစင်တွေ့ကြတယ်အဲ့တော့ဒီလိုတာယောစင်တွေ့တဲ့လူရှိတယ်လို့ပဲတစ်ဖက်ကကြည့်လိုက်မယ်လို့ဆိုစနောစနေနဟေတိယတိဟေထေတိစနောစနံတာမအပြင်ဒီစကလုံးလေးတွေသုံးထားတာစနဆိုလူပဲမွေးလာတဲ့လူလို့ဆိုလို့တယ်ဘယ်သူပဲဖြစ်ဖြစ်
အဲ့တော့လူအတယောက်နဲ့တယောက်ခင်မင်ပြီးတွေ့တာတဲ့လူရှိသလိုလူတယောက်ဟာလူတယောက်ပေါ်မှာမုန်းတီးလာတာလည်းရှိတယ်ပတ်သက်လာပြီးတော့မုန်းတီးတာလည်းရှိတယ်မုန်းတီးလာတဲ့အခါမုန်းတီးရုံနဲ့မပြီးသေးဘူးတုံးနဲ့တူညှင်းဆဲတယ်တပ်ဖြတ်တယ်ဒုက္ခပေးတယ်ဆိုတာရှိလာဗျာဒါလူချင်းပဲနော်လူချင်းနဲ့လူလောကမှာဖြစ်ပျက်နေတဲ့အနေအထားတစ်ခုဘဝကြီးကဒီတိုင်းပဲပတ်သက်ပြီးတော့တုံးနဲ့တူတွေ့တာကြတယ်အေးတယောက်နဲ့တယောက်မုန်းကြတယ်အမြင်ကတ်ကြတယ်အမြင်ကတ်တဲ့ပုံမှန်နဲ့ဒုက္ခရအောင်လုပ်ကြတယ်အမျိုးစုံပဲလူလောကမှာဒုက္ခပေးကြတယ်သူကသူနေတာလဲဟုတ်တာဒုက္ခမရောက်ရအောင်လုပ်တာနေရလဲရှိတော့လူတုံးနဲ့တူဟာခုလိုလူလောကကြီးမှာတွေ့တာတဲ့လူကြတွေ့တာနဲ့မုန်းတဲ့လူကြမုန်းတယ်အဲ့ဒါလူလောကလူတွေရဲ့အခြေအနေမှာဒီလိုဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်တဲ့ကောဟိတတစနေနထောစနေနစနိတေနဝါတယောက်နဲ့တယောက်ပတ်သက်ပြီးတော့တွေ့တာကြတယ်လူချင်းမုန်းကြတယ်ဒုက္ခပေးကြတယ်ဆိုလို့ရှိရင်ဘာဖြစ်လို့တွေ့တာစရာလူကိုလည်းရှာအောင်မလဲတဲ့မုန်းစရာလူကိုလည်းရှာအောင်မလဲမရှာနဲ့တော့တွေ့တာစရာလူလည်းမရှာနဲ့မုန်းစရာလူလည်းမရှာနဲ့ကိုလာတော့ကတယောက်တည်းပဲအေးစေးစေးပေါ့တယောက်တည်းမရှာနဲ့ဇနံဩဟာယခိစ္ဆန္တံဟေတေတောဘုံဇနံလူတွေကိုဒုက္ခပေးနေတာတော့တခြားမဟုတ်ဘူးတွေ့တာမှုဆိုတဲ့တဏှာနဲ့မုန်းတိမှုဆိုတဲ့ဒေါသဒီနှစ်ခုကခြေလဲနေတာအမှန်အပြင်ပြောမစင်လူကိုလူကမုန်းတယ်ဆိုတော့ကိုမြင်တာနှစ်ယောက်တည်းပဲမြင်တယ်ဒီလူကဒီလူကိုမုန်းတယ်ဒီလူကဒီလူကိုချစ်ခင်တယ်ဆိုလူနှစ်ယောက်ပဲမြင်တယ်မှန်တော့တကယ်ပြဿနာဖော်ဆောင်နေသူကတော့လူမဟုတ်ဘူးဈာထဲကနေဖော်ဆောင်နေတဲ့အရာဟာသဘာဝတရားသက်ဖော်ဆောင်နေတာဖြစ်တယ်အဲ့ဒီသဘာဝတရားဘယ်သူတော့ဆိုရင်တဏှာဒေါသဒီလိုဆိုလို့တယ်ပေါ့နော်အဲ့ဒါကိုပုဂ္ဂိုလ်နဲ့ပြောလိုက်တဲ့အခါကျတော့ပုဂ္ဂလာဒိဋ္ဌာနာလို့ခေါ်တယ်ပုဂ္ဂိုလ်ကိုရည်ညွှန်းပြောလိုက်တဲ့အခါဒီလူကဒီလူနဲ့အမှန်တမ်းရင်းနှီးတယ်တွေ့တာတယ်သူတို့နှစ်ဦးပတ်သက်နေကြတယ်နောက်ဒီလူကဒီလူပေါ်မှာသိပ်မုန်းတာဒီလူကြောင့်ဟိုလူကသေဆုံးသွားရတယ်သူ့ရဲ့တပ်ဖြတ်မှုကြောင့်ဒုက္ခရောက်သွားတယ်လူကိုပြောတယ်အဲ့တော့တွေ့တာတယ်ဆိုတာဟာဘယ်သူကတွေ့တာတော့လူကတွေ့တာလားဆိုဓမ္မဒိဋ္ဌာန်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဏှာကတွေ့အကဲတဏှာမရှိဘူးဆိုလို့ရှိရင်ဒီလူနဲ့ဒီလူဟာတွေ့တာစရာအကြောင်းမရှိဘူးဆိုတော့စက္ကူလေးနှစ်ရွက်သူကသူထပ်ထားမဲ့ဆိုရင်တခုနဲ့တခုတော့ထိနေမှာပဲဒါပေမဲ့လို့အချိန်မီသူတို့ခွဲလို့ခွာလို့ရအဲ့ဒီစက္ကူနှစ်ရွက်ကြားမှာစူပါဂလူးလေးထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီစက္ကူကခွဲမရအောင်တွဲသွားတယ်အဲ့ဒီဂလူးဟာတဏှာပဲသူ့ကိုဖယ်လိုက်တာသူဖယ်လိုက်လို့ရှိရင်တွေ့တာမှုမရှိတော့အဲ့တော့လောကမှာတွေ့တာမှုတဏှာဟာအဓိကဖြစ်တယ်လူဟာအဓိကမဟုတ်ဘူးလို့သူဆိုလို့ဒါကဓမ္မဒိဋ္ဌာန်နဲ့ကြည့်ဓမ္မဒိဋ္ဌာန်နဲ့ကြည့်မယ်ဆိုရင်လူချင်းမုန်းစရာလည်းမရှိဘူးချစ်စရာလည်းမရှိဘူးဓမ္မကိုကြည့်လိုက်မယ်ဆိုရင်အေးသူ့ကိုတွေ့တာဟာငါမဟုတ်ဘူးသူလည်းမဟုတ်ဘူးတဏှာသာဖြစ်တယ်တရားခံစိတ်ကတဏှာသာဖြစ်တယ်ဒီစက္ကူနှစ်ရွက်တွဲသွားတာဟာဟိုစက္ကူကြောင့်လည်းမဟုတ်ဘူးဒီစက္ကူကြောင့်လည်းမဟုတ်ဘူးအလယ်မှာရှိနေတဲ့ဂလူးကြောင့်ကောကြောင့်ဖြစ်တာကောဟာတွေ့တာလားထို့တူပဲမုန်းတိမှုကလည်းပဲသူကသူ့ကိုမုန်းတယ်လို့ပြောချပေမဲ့လို့သူကလည်းမုန်းတာမဟုတ်ဘူးသူ့ကိုလည်းမုန်းတာမဟုတ်ဘူးသူနဲ့သူပတ်သက်နေတဲ့ဈာထဲကဒေါသကမုန်းတာဓမ္မဒိဋ္ဌံပြောမယ်ဆိုရင်မုန်းသူဆိုတာမရှိဘူးမုန်းတဲ့ဒေါသသာရှိတယ်
အဲ့ဒါလို့ဓမ္မဒိဋ္ဌာနဲ့တွက်လိုက်တဲ့အခါကျမုန်းသူနဲ့ချစ်သူဆိုတာမရှိတော့ဘူးချစ်ခင်တွေ့တာတဲ့တဏှာနဲ့မုန်းတိတတ်တဲ့ဒေါသဒီနှစ်ခုပဲရှိတော့တယ်လို့လူဆိုလို့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လူကိုဆုံးတယ်မလို့ဘူးတဲ့ကောဟိတတစနေနထောစနေနစနိတေနဝါဒီလောကမှာရှိနေတာသာသမီပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်မိတ်ဆွေပဲချင်းချင်းပဲဖြစ်ဖြစ်ဇနီးမောင်နှံပဲဖြစ်ဖြစ်တွေ့တာမှုတွေရှိနေသမျှပတ်သက်နေကြမှာပဲဒေါသတွေရှိနေသမျှမုန်းတိနေကြအောင်မှာပဲအဲ့ဒီတွေ့တာမှုဆိုတဲ့တဏှာနဲ့မုန်းတိမှုဆိုတဲ့ဒေါသဒီနှစ်ခုကိုဖယ်လိုက်မယ်ဆိုရင်လူတွေကိုဒုက္ခပေးနေတဲ့တဏှာနဲ့ဒေါသဒီနှစ်ခုဖယ်ရှားပြီးတော့သူတို့မရှိတဲ့နေရာကိုငါသွားမယ်လို့ဒီစကားကိုပြောတဲ့စကားပဲနော်သူတို့မရှိတဲ့နေရာဇဏံဩဟာယကိစ္ဆန္တံဟိဋ္ဌိတဝဘောဇနလူတွေကိုဒုက္ခပေးနေတဲ့တွေ့တာတဲ့တဏှာမုန်းတိတတ်တဲ့ဒေါသကိုဖယ်ရှားပစ်ပြီးတော့အခါမှာအဲ့ဒီတဏှာနဲ့ဒေါသကိုဖယ်ရှားပြီးတော့လွတ်ရကြွရငါသွားတော့မယ်သူတို့နဲ့မပတ်သက်တော့ဘူးလို့ဆိုလို့ဒီသဘာဝတရားတွေအဲ့ဒါလို့သဗ္ဗမိတ္တမထေရသူ့ရဲ့ဓမ္မအမြင်နဲ့ဆက်ဆက်ပြီးတော့ဒီလိုပြောတာနော်သူဘာကြောင့်ဒီစကားကိုပြောတာတော့ဆိုတော့သူ့ဆက်ကြောင်းလေးကိုပြန်ကြည့်သူ့အမှတ်တရစကားလေးကသူ့ဘဝနဲ့သူဆက်ဆက်နေတာရှိတယ်သူကတာဝတိမြို့မှာပုံနာမျိုးမှာလာဖြစ်တယ်တာဝတိမြို့ကပုံနာမျိုးမှာဖြစ်ပြီးဇေရွန်ကျောင်းတော်ကြီးကိုနာရဝိသတိကရှေ့ဆက်ချလှူဒန်းတဲ့အခမ်းအနားမှာသူလည်းမျိုးသူမျိုးသားတွေအတူရှေ့ဆက်ချအခမ်းအနားတက်ရောက်ပြီးတော့တရားနာတဲ့အခါသူတရားတရားတွေဖြစ်သွားတယ်တရားတရားဖြစ်လို့သာသနာပေါင်းဝင်ပြီးတော့ရဟန်းခံလိုက်တယ်ဘုန်းကြီးဝတ်လိုက်တယ်ပေါ့နော်ဘုန်းကြီးဝတ်ပြီးတော့တောရချောင်းသွားပြီးတော့တောတာဝတိမျိုးနဲ့ဝေးလံတဲ့တောရချောင်းတစ်ချောင်းကိုသွားပြီးတော့သူတရားထိုင်တရားထုတ်တယ်တော်ရင်လုံးတရားထုတ်တယ်ရှေးတုန်းကရဟန်းတော်တွေဟာဝါဆိုအချိန်ရောက်လာပြီဆိုရင်မြတ်စွာဘုရားထံကဖြစ်စေဆရာသမားတွေဆီကဖြစ်စေကမ္မထံအာထုတ်နည်းကိုသင်ယူသွားတယ်ခုခေတ်လိုရိပ်သာတွေပါနေရှိတာမဟုတ်အဲ့တော့ဆရာစီသွားပြီးတော့ကိုယ့်အကို retreat လုပ်ကြတာကိုနှစ်သက်တဲ့ကိုနဲ့အဆင်ပြေမဲ့ရာသီဥတုအဆင်ပြေမဲ့နေရာကိုသင်ယူထားတဲ့အတိုင်းတရားသွားအထုတ်ကြဝေးလံနဲ့တောရတိခေါင်တောင်ဆောင်လိုင်ကူတွေချားစီမှာသွားပြီးတော့သူတရားထုတ်တယ်ပေါ့အဲ့ဒါလို့တရားထုတ်တဲ့အခါမှာတချို့လဲတရားသူရသွားကြတယ်ချို့လဲတရားသူမရပေမဲ့လို့သတင်းကျွတ်တဲ့အခါမှာတရားသူမရသေးတဲ့ပုဂ္ဂိုလ်တွေကသူတရားဓမ္မအတွေ့အမြင်လေးတွေကိုရှောက်ထားပြီးတော့ရှေ့ဆက်ပြီးတော့ကျင့်မုံကျင့်နည်းတွေကိုပို့ပြီးတော့ရှင်းလင်းပြတ်သားစွာနာယူဖို့မြတ်စွာဘုရားစီလာကြတယ်တရားသူရတဲ့ပုဂ္ဂိုလ်တွေကတော့သူဟာထူးခြားတဲ့အသိဉာဏ်တွေဘယ်လိုရခဲ့တယ်ဆိုတာမြတ်စွာဘုရားကိုလာရောက်ပြီးဝန္တာအာရလျှောက်ထားကြတယ်ဒါဟာသူတို့ခေတ်မှာဒီအလေးထားကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့တာဝတိမြို့မှာဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့မြတ်စွာဘုရားအနီးမှာနေတဲ့ယဟန်တန်ဃာတွေကဝဲလို့တော်တော်များများဟာဝေးလံတီခေါင်နဲ့တောရက်တွေသွားတရားအထုတ်သတင်းကျွတ်ပြီးဆိုဟိုအဒီကနေကြွလာကြတဲ့ကိုရောလေးနဲ့ပြည့်တယ်လို့သတင်းကျွတ်ပြီးဆိုရန်နေကြွလာကြအဲ့တော့ဒီသဗ္ဗမိတ္တဆိုနေရန်တော်လေးဟာတောရเจ้าမှာတရားအထုတ်ပြီးတရားသူတရားမြတ်မရဘူးအဲ့ဒီတောရကနေပြီးတော့တာဝတိမြို့ဖျားဖူးဖို့ဆိုပြီးတော့ပြန်လာလန်တော့တော်ရင်တနေရာမှာဘာသွားတွေ့တော့ဆိုလို့ရှိရင်
မိုးစိုးတယောက်ကကြော်ကွင်းထောင်ထားတဲ့ကြော်ကွင်းထဲမှာသမင်ပေါက်စကလေးမိနေသမင်ပေါက်စလေးကြော်ကွင်းမိရုပ်မထွက်နိုင်ရှာဘူးအော်ပြီးတော့ကြောက်လန့်နေရှာမိုးစိုးကတော့ရောက်မလာနေဘူးသို့တော့ကြော်ကွင်းမိပြီးတော့အဲ့သမင်လေးရုပ်မထွက်နိုင်သို့တော့သူ့ရဲ့မိခင်သမင်မကြီးကသူသားသမီးသမင်လေးမိနေတာဆိုတန်ရောစင်နဲ့သူလည်းအဝေးမသွားနိုင်ရှာအော်လိုက်ပြန်လာလိုက်တရားမှလည်းကြောက်တယ်မိုးဆိုးလာမှလည်းကြောက်တယ်လမ်းဖြန့်ပြီးတော့သူကလေးကအော်လိုက်ပြန်လာလိုက်သူကလေးကအော်လိုက်ပြန်လာလိုက်ဟောယုံနေသို့တော့မိုးဆိုးလာမှကြောက်ပြီးတော့ပြေးလိုက်လာကြည့်လိုက်ပြေးလိုက်လာကြည့်လိုက်နေအဲ့ဒီလိုပြားများနေတာကိုသဗ္ဗမိတ်တမထေရကြည့်မြင်လိုက်တယ်။အော်တန်ရောစင်ကြောင့်ကြော်ခွင်းမမိပေမဲ့လို့သူဟာဆင်းရဲဒုက္ခရောက်နေပါလား။တွေ့တာမှုကြောင့်မခွဲနိုင်မခွာရဲ့ဆင်းရဲဒုက္ခတောကတွေဖြစ်ပြီးတော့နေတာတွေ့တာမှုကြောင့်ဖြစ်တာပဲလို့ဒီတွေ့တာမှုတဏှာကိုမဖြတ်နိုင်သမျှငါတို့ကဒုက္ခရောက်ကြမှာပဲဆိုတဲ့အာယုနမိတ်ကိုသူကယူတယ်နော်အဲ့လိုမြင်လိုက်တယ်နောက်တစ်ခါခီးဆက်သွားတဲ့အခါကျတော့တောထဲမှာနေတဲ့သဘုံတွေကလူတယောက်ကိုဝိုင်းဖမ်းကြတယ်အဲ့ဒီလူတယောက်မိသွားတယ်ဘယ်လိုပတ်သက်တယ်တော့မသိဘူးသူတို့ရန်သူဖြစ်လိုက်တယ်အဲ့ဒီလူကိုဝိုင်းဖမ်းတော့အဲ့ဒီလူကိုမိသွားတဲ့အခါဘာလုပ်လဲလို့ဆိုရင်ကောင်းရိုးတွေနဲ့ချီနှောင်ပြီးတော့ဒီကိုယ်လုံးကောင်းရိုးတွေနဲ့ပတ်ပြီးတော့အဲ့ဒီလူကိုမိရှို့တတ်ကြတယ်yes အဲ့ဒီမိရှို့တတ်တော့ပူလာရေလောင်အကြည့်နဲ့ဆိုပြီးတော့မိရှို့တတ်ခံရတဲ့လူကအော်ဟစ်နေတာကိုလည်းပဲခီးသွားရင်သူဟာအမှတ်မထင်တွေ့လာခဲ့တယ်အဲ့ဒီသူမြင်ကွင်းနှစ်ခုတစ်ခုကတော့သာသမီတန်ရောစင်နဲ့မသွားနိုင်မခွဲနိုင်ပြီနဲ့ဆင်းရဲဒုက္ခရောက်နေတဲ့သမင်မတစ်ခုကတော့ရန်သူတွေရဲ့နှိပ်စက်မှုရဲဆက်ဆက်အရှင်လက်လက်မီးရှို့တတ်နေတာကိုတွေ့ရလို့ဒေါသကြောင့်လူတွေဟာလူကိုတတ်နေကြတာဒီနှစ်ခုမြင်ကွင်းကိုကြည့်ပြီးခုနစကားပြောတာပဲအေးအချင်းချင်းပတ်သက်လာပြီဆိုရင်လူကလည်းလူပေါ်မှာအချင်းချင်းတရားဝါအချင်းချင်းဟာလည်းတန်ရောစင်ဖြစ်ကြတယ်တဦးနဲ့တူမုန်းတီးပြီဆိုလို့ရှိရင်လည်းညှင်းဆဲနှိပ်စက်တပ်ဖြတ်ကြပြန်တယ်အဲ့ဒါတွေဝေးတဲ့စီကိုငါသွားမယ်လို့သူ့ထဲစိတ်ထဲမှာအဲ့လိုအာယုံယူပြီးတော့ကမ္မဋ္ဌာန်းတရားကိုကြိုးစားပြီးအားထုတ်နေကြကမ္မဋ္ဌာန်းကိုကြိုးစားပြီးအားထုတ်လိုက်တာသူအဲ့ဒီအာယုံနဲ့ပဲယဟန္တာဖြစ်သွားတယ်လို့အဲ့လိုယဟန္တာဖြစ်ပြီးသွားတဲ့အခါမှာသူနဲ့မလှမ်းမကမ်းမှာလူတယောက်ကိုကောက်ရိုးတွေပုံပြီးမိရှို့တတ်နေတယ်ကောက်ရိုးတွေနဲ့ချီနှောင်ပြီးမိရှို့တတ်နေတယ်သဘုံအုပ်စုအဲ့ဒီသဘုံအုပ်စုဟာဒီရဟန်းတော်ကိုမြင်တဲ့အခါမှာအနိဒာလာကြတဲ့အခါသူကတရားဟောတယ်တရားဟောတာဘယ်သူမပြုမိမိမှုအခုချိန်မှာတော့ဒီလူတယောက်ကိုနိုင်ရလို့တတ်လိုက်တယ်လို့ထင်ကြတယ်တတ်လိုက်တယ်ကိုကနိုင်လိုက်တယ်လို့အောင်းမိတယ်တကယ်ကတော့ကိုယ်စီတုတ်ပြန်ရောက်လာမှလည်းပဲအဲ့ဒီအလားတူဒုက္ခပဲဖြစ်တယ်ပေါ့ကိုယ်အလှဲ့ကြလို့ရှိရင်ကိုဟာလည်းပဲအခုလိုတပ်ဖြတ်ခံကမ္မတက္ကတာကံဟာကိုယ်ပဲဥစ္စာယာတိတံဝပတိပိစံတာရိတံဟရတိဖလံဒီမျိုးစေ့ဆိုင်ဒီအတိတိလာမှသိချာကိုယ်ဆိုင်လိုက်တဲ့မျိုးစေ့ဟာကိုယ်စီပြန်ရောက်လာဩစတြေးလျနိုင်ငံမှာဘူမရင်ဆိုတဲ့ဒီ Aborigine မူလာကျွန်းနေလူတွေကင်နဲ့လက်နဲ့လို့ပြစ်လိုက်လို့ရှင်သူစီပြန်ရောက်လာအဲ့ဒါလိုပဲ
ကံကြမ္မာဆိုတာကိုလုံးလိုက်တဲ့အလုပ်ဒီကိုစီပြန်ရောက်လာတယ်ကိုပြစ်လိုက်တဲ့ခဲကကိုပြန်မှန်းကိုပြစ်လိုက်တဲ့တဏှတ်ကကိုစီပြန်မှန်းအဲ့တော့ကိုလုံးလိုက်တဲ့လုပ်ရသည်ကိုစီပြန်လာတယ်ဆိုတာကမ္မတက္ကတံကမ္မနိယမသဘောတရားအရာသူတို့ဟာဒုက္ခခံရမှာဆိုတာမသိကြဘူးအဲ့ဒီလိုကံအကြောင်းကိုရှင်းပြလိုက်တဲ့အခါအဲ့ဒီလူတွေလည်းထိတ်လန့်တုန်လှုပ်သွားငါတို့ရဲ့ဆက်ဆက်သူ့ကိုကောက်ရိုးနဲ့ချီနှောင်ပြီးတော့မိရှုတတ်တာအခုတော့ငါတို့ကတတ်လိုက်ရတယ်လို့ထင်အဲ့ဒီအကုသိုလ်ကံကတို့ကိုပြန်ပြီးတော့အကျိုးပေးတော့လည်းပဲအလားတူငါတို့မိရှုတတ်ခံမှာပဲဆိုတာသဘောပေါက်သွားအဲ့တော့ရှုံးတယ်ဆိုတာလည်းခဏနိုင်တယ်ဆိုတာလည်းခဏမကောင်းတဲ့ကံလုံးလိုက်လို့ရှိရင်ထိုကံရဲ့တုတ်ပြတ်မှုကိုခံရပြီဆိုရင်ဒီဒုက္ခကိုယ်စီပြန်ရောက်လာကိုယ်စီပြန်ရောက်လာမှဆိုတာသိတဲ့အခါကြောက်လန့်တုန်လှုပ်တံဝေကားတွေဖြစ်ပြီးသူတို့လည်းအဲ့ဒီမှာပဲသဗ္ဗမိတ်တမထေထံမှာပဲသင်္ကန်းဝတ်လိုက်ကြတယ်သင်္ကန်းဝတ်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်ကြတယ်လို့ဒီလိုမှတ်တမ်းတင်ထားတယ်နော်အဲ့တော့လူလောကအဖြစ်ပြည့်ဆိုတာဒါတွေကထူးဆန်းတဲ့အရာတွေတော့မဟုတ်ဘူးခဏခေတ်ဒီမှာလည်းပဲရှိနေမှာပဲလူသားတွေရှိနေသမျှဒီအကြောင်းအရာတွေဟာရှိနေကြတာကြီးပဲဖြစ်တယ်အဲ့ဒါကြောင့်မို့သူ့ရဲ့အမှတ်တရစကားဟာတကယ်တော့စဉ်းစားဆင်ခြင်သုံးသပ်ရမှာဖြစ်တယ်ပေါ့စနောစနမိတံပတောစနမေဝတ္တိတောစနောလူဥဒိပြောပေမဲ့သရဝါတွေဟာဒီတိုင်းပဲအဲ့တော့လူတယောက်ဟာလူတယောက်နဲ့ပတ်သက်ပြီးတဲ့အခါသူ့ပေါ်မှာတွေ့တာစိတ်တွေနဲ့ရှိနေတတ်တယ်ပေါ့တဏှာတွေဖြစ်ပွားလာတယ်စနောစနေနာဟိတိယတိလူကလူကိုပြန်နှိပ်စက်တယ်လူသားချင်းချင်းပြန်ပြီးတော့နှိပ်စက်တယ်ဟိထေတိစစနောစနံလူရဲ့နှိပ်စက်မှုကိုလူကခံရတယ်လူကလည်းလူကိုပြန်နှိပ်စက်တယ်ဒီလိုဆိုလို့ပဲပေါ့နော်အပြန်အလှန်နှိပ်စက်သူကနှိပ်စက်တယ်နှိပ်စက်ခံရတယ်လူကခံရတယ်အဲ့ဒါလို့ဖြစ်နေတာဟာတဲ့ကောဟိတတစနေနထောအဲ့ဒီခြေနေစိုးကြီးဆိုရင်ဘာလို့ပတ်သက်တဲ့လူဆိုတာလည်းရှိရမှာလဲဘာလို့မုန်းတီးတဲ့လူဆိုတာလည်းရှိရမှာလဲတွေ့တာစရာအမေဖေကစဆွေမျိုးသားချင်းတွေမိတ်ဆွေတွေတွေ့တာစရာအနေနဲ့ဘာကိစ္စရှိနေရမှာလဲဘာမှအကျိုးမရှိဘူးစနံဩဟာယခိစ္ဆတံဟိထေတောဘဟုံစံလောကသတ္တဝါတွေအလုံးကိုဒုက္ခပေးနေတဲ့တွေ့တာမှုတဏှာနဲ့မုန်းတီးမှုဒေါသကိုဖယ်ရှားပြီးတော့သူတို့နဲ့ဝေးရာနိဗ္ဗာန်ကိုငါသွားတော့မယ်လို့ဒီလိုအဓိပ္ပာယ်ရတဲ့စကားပေါ့နော်ဒါသူ့ရဲ့သံဝေကစကားဒါကိုအာယုံပြုပြီးတော့တရားဥတရားမြတ်ရသွားတာဒါကသဗ္ဗမိတ်တမထေရရဲ့အမှတ်တရစကားပဲဖြစ်တယ်နောက်တစ်ခါ136ပါးမြောက်မဟာကာလမထေရဆိုတာလည်းပဲအမှတ်တရစကားပြောခဲ့တာကိုမှတ်တမ်းတင်ထားတာရှိတယ်အဲ့တော့အမှတ်တရစကားတွေဆိုတာကိုယ့်ဘဝအတွေ့အကြုံတွေကိုခြေခံတာပဲဖြစ်တယ်သူပြောတဲ့အမှတ်တရစကားသူကတေတပြမြို့ကလဲကုံတီတူပဲလဲပေါင်း900နဲ့ကုံရောင်းကုံဝယ်ထွက်လေရှိတယ်တရက်တော့သာဝတိမြို့ကိုလဲပေါင်း900နဲ့ကုံရောင်းကုံဝယ်ထွက်လာတယ်သူ့ကိုမဟာကာလလို့ခေါ်တယ်ကာလဆိုတာလာလေးနဲ့လာကြီးနှစ်ခုရှိတဲ့ထဲမှာလာအသေးနဲ့ရေးတဲ့ကာလဆိုတာတော့အချိန်လို့ခေါ်တယ်နော်အချိန်ကာလလာကြီးနဲ့ရေးတဲ့ကာလကြတော့အမဲအနဲ့အညိုဒီလိုဆိုလို့ရပေါ့နော်အနဲ့အမှောင်အယောင်နဲ့ပတ်သက်တယ်အဲ့ဒါလာကြီးနဲ့ရေးလို့ရှိရင်ကာလဆိုတာအမဲအနဲ့လာငယ်နဲ့ရေးလို့ရှိရင်ကာလဆိုတာအချိန်ဒါပါဠိစကားရဲ့အဓိပ္ပာယ်နော်
သူကလာကြီးနဲ့ရေးတော့ကိုမဲပေါ့ဒီလိုပဲခေါ်အောင်ပါဗမာလို့ဆိုလို့ဦးနဲ့ခေါ်လို့ရအဲ့ဒါလို့အသားရောင်လိုက်ပြီးတော့တေတဘာမျိုးကတေတပြမျိုးကကုံတယ်တဘာပရမှာသုလကာလဝတ္ထုဆိုပြီးတော့ပါတာသူတို့ပဲသုလကာလနဲ့မဟာကာလဆိုပြီးညီနောင်နှစ်ယောက်အဲ့ဒီအတာမဟာကာလအကြောင်းလဲပေါင်း900နဲ့လဲပေါ်ကုန်ပစ္စည်းတွေတင်ပြီးတော့ဝေးလံတဲ့ဒေသသွားပြီးတော့အမြဲရအောင်ရောင်းကြတယ်ပေါ့ဒါကုန်တဲ့ရဲ့ထုံးစံနော်ကုန်တဲ့ရဲ့ထုံးစံအမြဲရမယ့်နေရာကိုတည်ပြီးတော့ရောင်းနေရှိကြအဲ့လိုသွားရောင်းတဲ့အခါတာဝတိမြို့ကိုရောက်တယ်အဲ့ဒီမှာစလဲချပြီးသူကုန်ကြီးရောင်းသွားတော့ကုန်ရောင်းသွားတာပဲသို့တော့သူစကန်းချတဲ့နေရာကစေတော်ကျောင်းသွားတဲ့လမ်းကြားမှာဖြစ်တော့မြို့တွေကလူတွေဟာညနေဆိုလို့ရှိရင်ပန်းနန္တာတွေလက်ဆွဲပြီးတော့စေတော်ကျောင်းဘက်ကိုဝတ်ပြုစင်ကြယ်နဲ့သွားကြတယ်။ဘာသွားလို့ကြလဲလို့မေးတဲ့အခါမှာဘုရားစီသွားတရားနာကြတယ်ဆိုတာကိုသိတော့ငါလည်းကြုံလုံးလိုက်ပြီးတော့တရားနာလိုက်အောင်မယ်ဆိုလိုက်သွားတယ်။ဟိုရောက်တော့မြတ်စွာဘုရားဟောတဲ့သစ္စာတရားသစ္စာလေးပါးအကြောင်းအကျိုးရှင်းပြတဲ့အခါမှာသံဝေကဖြစ်ပြီးတော့ကုံတဲ့ဘဝကိုစွန့်လို့မယ်ဒီကုံတွေကိုသူ့ညီကိုအပ်ပြီးတော့သူကရန်ဝတ်တော့မယ်ဆိုဝတ်လိုက်တာသူမြို့မပြန်တော့ပဲနဲ့မြတ်စွာဘုရားစီမံသင်္ကန်းဝတ်တယ်ဝတ်ပြီးတဲ့အခါမှာဆရာသမားတွေစီတရားဓမ္မကိုသင်ယူပြီးတော့သူစိတ်ကိုသူနိုင်အောင်ဆုံးမတဲ့အနေနဲ့သုတ်တန်တူရင်စောက်တည်ပြီးတော့အတုဝကမ္မထံကိုပွားလူဆိုတာကိုကြိုက်တာကိုလုံးကြတာနော်လူဘွားဆိုတာမေတ္တာကြိုက်တဲ့ပုဂ္ဂိုလ်ကမေတ္တာတရားပွားတယ်ဗုဒ္ဓနုတ္တိကြိုက်တဲ့ပုဂ္ဂိုလ်ကဗုဒ္ဓနုတ္တိအတုဝကမ္မထံကြိုက်တဲ့ပုဂ္ဂိုလ်ကအတုဝကိုယ်စီရိုက်နဲ့အကြိုက်အားလျော်စွာလူတွေဟာတရားဓမ္မကိုချစ်ကြကျိုးပေါ်တယ်။ဒါကြောင့်မို့ကမ္မထံမြတ်စွာဘုရားအခြေခံအပြင်ကမ္မထံ40ဟောတယ်။ဝိပဿနာကတော့တစ်မျိုးတည်းပါပဲ။အခြေခံမို့ကြတော့သမထကမ္မထံကြတော့40တောင်ဟောပေးချင်။အဲ့ဒီ40တဲ့ကကိုယ်နဲ့နှစ်သက်ရာကမ္မထံတစ်ခုကိုအထောက်ရတာဖြစ်တယ်။လူတွေမှာအကြိုက်တို့ဇယိုက်တို့ဆိုမတူညီကြဘူး။ကိုယ့်ရဲ့စိတ်ထဲမှာတွေ့တာမှုတွေအားကြီးနေတယ်တဏှာလောဘတွေများနေတယ်ဆိုလို့ရှိရင်အတုဝကမ္မထံနဲ့တင့်တော်တယ်ဒေါသတွေကြီးနေတယ်စိတ်တူတတ်တယ်ထိခနဲ့စီဆိုရင်စိတ်တူတယ်ဆွဲလူတွေချမေတ္တာကမ္မထံနဲ့ပို့တင့်တော်တယ်တရားတရားတွေအားကောင်းနေတယ်ဆိုရင်ဘုရားနုတ္တိကမ္မထံနဲ့တင့်တော်တယ်စသဖြင့်လူတွေမှာကိုယ်နဲ့တင့်တော်တဲ့ကမ္မထံတစ်ခုခုမှတ်သားနာယူပြီးတော့စောစောမြဲမြဲအားထုတ်တဲ့အခါယောဂလိုက်ဆေးတောက်တယ်လို့ပဲကိုယောဂနဲ့သင်တော်တဲ့ဆေးကိုတောက်တယ်အဲ့ဒါလိုလူတွေရဲ့အကြိုက်ဇယိုက်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကိုထိန်းနိုင်မဲ့ကမ္မထန်နည်းတွေကိုသုံးချတယ်မဟာကာလသူကိုယ်သူအတုဝကမ္မထန်နဲ့သင်တော်တယ်ဒါကြောင့်သူဟာမြင်တတ်မဲ့ခြင်းနဲ့နော်တွေ့တာတတ်တယ်တတ်မဲ့တဲ့စိတ်တွေများတယ်ဒါကြောင့်မို့လို့သူဟာအတုဝကမ္မထံကိုအထုတ်ပဲဒါကိုသိရမယ်ကိစ္စနော်လူမြင်တာနဲ့အမြင်ကတတ်တဲ့လူလည်းရှိတယ်လူမြင်တာနဲ့တွေ့တာတတ်တဲ့လူလည်းရှိတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ်နဲ့သင့်တော်တဲ့ကမ္မထံတစ်ခုအထုတ်ကြအောင်မှာဖြစ်တယ်အဲ့တော့သူစိတ်ကိုသူချိုးနိုင်မှုအဓိကကတော့ကမ္မထအလုပ်ဆိုတာစိတ်ထိန်းတဲ့အလုပ်တစ်ခုပါစိတ်ထိန်းတယ်ဆိုတော့ဒီတိုင်းထိန်းလို့မရဘူးတတိနဲ့သံစညာနဲ့တတိနဲ့ပညာနဲ့ဒီလိုထိန်းရဒါကိုတတိသံစညာလို့ခေါ်တတိဆိုတာကိုထားခြင်းတဲ့အာယုန်တစ်ခုကိုအမြဲတမ်းစိတ်နဲ့အာယုန်နဲ့တွေ့ပေးနေတာတတိဟိုပါပဲထွက်လေဝင်လေလေးလုပ်နေတာ
ထွက်တိုင်းဝင်တိုင်းလေလေးထိတိုင်းသိနေအောင်လှုပ်တာဒါတတိတတိနဲ့လှုပ်တာအဲ့ဒီမှာဆင်ញင်တုံတရားဆိုတဲ့အသိပညာလည်းပါအဲ့ဒါသံစင်ညာအကြောင်းကျိုးကိုဆင်ញင်တယ်အကျိုးအပြစ်ကိုစီစစ်တယ်အဲ့ဒါသံစင်ညာတတိနဲ့သံစင်ညာနှစ်ခုအများရရှိရတွဲဖက်ပြီးတော့အလုံးလုံးထားတရားအထုတ်တယ်လို့ခေါ်တယ်ကိုယ်တဏ္ဍမှာတတိတရားတွေတိုးတက်လာအောင်သံစင်ညာဆိုတဲ့ပညာတိုးတက်လာအောင်အရေးချင်းကောင်းနေကိုယ်တဏ္ဍမှာတိုးတက်အောင်လေ့ကျင့်တာဘာဝနာလို့ခေါ်တယ်ဒါမှမဟုတ် mental culture ဆိုတာဘာဝနာဆိုတဲ့စကားလုံးကိုဘာသာပြန်တဲ့အခါ mental culture စိတ်ကိုလေ့ကျင့်မွေးမြူပေးတာအာယုန်နဲ့စိတ်ဆိုတာအာယုန်နဲ့ကင်းပြီးမဖြစ်တဲ့အခါအာယုန်တစ်ခုနဲ့စိတ်ကိုလေ့ကျင့်ပြီးတော့မွေးမြူပေးရတယ်ကောင်းတဲ့ဘက်ကိုလေ့ကျင့်ပေးတာ physical exercise ရှိတယ်လို့ mental exercise အနေနဲ့သူ့ကိုလေ့ကျင့်ပေးတာအဲ့ဒီလေ့ကျင့်ပေးတာကိုသွားခြင်းနဲ့လမ်းကြောင်းပေါ်ရောက်အောင်လေ့ကျင့်တာကမ္မထာလှုပ်ဆိုတာအဲ့ဒါကိုဆိုလို့တယ်ပေါ့နော်ကိုယ်အိမ်ကိုမှလည်းလှုပ်လို့ရလေ့ကျင့်ပြီးတော့လေ့ကျင့်လိုက်အဲ့တော့သူကသူ့ရဲ့စိတ်ကိုချိုးနှိမ်ဖို့အတွက်မုံရတဲ့ဆင်ကိုချွန်းနဲ့အုပ်ပြီးတော့ထိန်းချုပ်တယ်လို့ပဲသူ့စိတ်ကိုသူထိန်းချုပ်ဖို့အတွက်သူ့စိတ်နဲ့ဆက်ကြည့်ပဲအာယုံပေါ်မှာသူကတင်ပေးရတယ်ဒါမှစိတ်ကိုပို့ပြီးတော့နိုင်နေအောင်လို့ဘယ်သွားနေတော့ဆိုသုတ်တံမှာသွားနေတယ်အဲ့ဒီသုတ်တံမှာသုတ်တံဆောင်လို့ပဲဆိုပါရှေးခေတ်ကသုတ်တံဆောင်ဗမာတွေကတော့ရှေးတော့သူ့ဘာယာစာဆိုရှေးခုတော့သူ့ဘာယာစာမရှိဘူးစီပင်ကယူသွားပြီထင်ပါတယ်ဘုန်းကြီးတို့ငယ်တော့သူ့ဘာယာစာအလောင်းကိုသူ့ဘာယာစာသူ့ဘာယာစာသူ့ဘာယာစာဆိုတာတင်ញိုင်းမှနေပြီးတော့လူမျိုးတစ်မျိုးလို့ဖြစ်နေပါတော့သူ့ဘာယာစာဆိုရှိသေးတယ်သူ့ဘာယာစာတွေကဝင်ငွေကောင်းတယ်လူတွေလောင်းတွေကိုသူတို့မြုပ်ပေးရတာဆိုဝင်ငွေကောင်းတယ်ရွှေတွဲလဲငွေတွဲလဲဒါပေမဲ့သူတို့ဘာခက်တုံးဆိုလူသိထင်ရှားလူကြတဲ့မဝင်ရဲဘူးသမီးကလေးအိမ်တော်ရသားချဖို့ဆိုသူတို့အချင်းချင်းပဲရမယ်လူချတဲ့ဘာလို့မရရွှေငွေပေးတောင်ယူမဲ့လူမရှိဘူးအဲ့ဒီလိုအခြေအနေမျိုးဖြစ်တယ်နော်သူ့ဘာလဲခုတော့ပျောက်သွားပါပြီဘာမှမရှိတော့ကောင်းတာပဲပျောက်သွားတာခုတော့သူ့ဘာလဲမခေါ်တော့စီပင်ကလူတွေလည်းသိကိစ္စမရှိနော်လူမျိုးတစ်မျိုးမဟုတ်တော့ဘူးဒီအလုပ်တစ်ခုလုပ်တဲ့ဆိုပုံစံမျိုးဖြစ်တယ်ရှင်းတော့ဒီအလုပ်ကိုသူများမလုပ်ဘူးသူပဲလုပ်ရအလုပ်နဲ့လူအစင်တန်းကိုခွဲထားသလိုဖြစ်တယ်အခုကအစင်တန်းခွဲတာမဟုတ်ဘူးအလုပ်လုပ်ငန်းတစ်ခုအနေနဲ့ဖြစ်တယ်ဒါလည်းကောင်းတာနော်ကောင်းသွားတယ်လူချင်းခွဲခြားမှုတွေကလျော့ပါသွားအိန္ဒိယနိုင်ငံမှာတော့ခွဲတော့မှရှိသေးတာဒီလုပ်တာအော်လူတွေမလုပ်ဘူးတပြည့်စည်းလဲတာတောင်မှပဲအိန္ဒိယမှာစမ်းနိုင်ကပဲလဲတယ်စမ်းမြင့်တဲ့လူကတပြည့်စည်းကိုင်းကိုမကိုင်းခွဲတာတပြည့်စည်းကိုင်းပြီဆိုရင်စမ်းနိုင်လို့ထင်တပြည့်စည်းတောင်မကိုင်းရဘူးနာအိန္ဒိယသွားတော့ကဒါဝတ္တိထားရတယ်ဘုန်းကြီးတို့ဗာရဏသီမှာ9လလောက်နေတဲ့အခါမှာကိုယ်အကြောင်းနဲ့အမိုက်တွေရှုပ်တော့တပြည့်စည်းလဲမလို့လုပ်တဲ့အခါအဲ့ဒီရှိတဲ့ဘုန်းကြီးကနေပြီဆရာတော်တပြည့်စည်းမလဲနဲ့စမ်းနိုင်လို့ထင်နေလိမ့်မယ်အဲ့ဒါလို့အဲ့ဒါတပြည့်စည်းကိုမကိုင်းရဘူးဒီတိုင်းပဲချတာလားတွေလာတော့ခိုင်းတယ်ပေါ့အဲ့လိုသူတို့စီမှာကြတော့ဒီအလုပ်ထန်တယ်အလုပ်ဟာဗမာပြည်မှာတော့အလုပ်သမျှဂုံရှိစွာဆိုတာသူတို့ကြတော့အောက်တန်းစားအလုပ်အထက်တန်းစားအလုပ်နဲ့ခွဲထားသေးတာနော်ခွဲထားတော့အလုပ်ကြည့်ပြီးတော့လူကိုဆုံးဖြတ်ပြန်တယ်ပေါ့အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့အဲ့လိုပြီးတော့ဒီသုတ်တံမှာလူတွေကိုမိစကြိုပြီးတော့အခကျင်းကိုရတယ်
ကာလီဆိုတဲ့အမျိုးသမီးရှိတယ်သူကအသားကလည်းမဲတာကြီးကန်းရောင်လို့ပြောတယ်စာတယ်ကြီးကန်းလို့အသားကမဲတယ်ဝါဝဖိုက်ပိုက်ဖတီးကြီးအသားမဲမဲဝါဝတုတ်တုတ်ကြီးအဲ့ဒီကာလီဆိုတဲ့အမျိုးသမီးကသုတ်တန်နေမှနေသူ့စီကိုခွင့်ပန်ပြီးတော့မဟာကာလပတိသူကလည်းအမဲဆိုတော့အမဲချင်းအစဉ်ပြေနော်သူကအဲ့ဒီမှာသူ့စီမှာခွင့်ပန်ပြီးတော့ဒီလူတွေကောင်တွေရောက်လာပြီဆိုရင်အတုပရှုတ်တော့လူတွေကောင်ကအမျိုးမျိုးရောက်တယ်လက်ဆက်ဆက်ခုတင်မဲ့မော်တော်ဆိုင်ကတိုက်လို့ရောက်တဲ့ကောင်လည်းရှိတယ်ပေါ့နော်အဲ့လိုလက်တလို့တည်လို့ရောက်တယ်အဲ့တော့မော်တော်ဆိုင်ကတော့ရှိမှာမဟုတ်ဘူးလက်ဆက်ဆက်တည်တယ်ဆိုတာသိအောင်လို့ပြောတာနော်လက်ဆက်ဆက်ရောက်လာတဲ့မသားလည်းရှိတယ်အဲ့ဒီမှာငယ်ငယ်ရွယ်သေးတာတွေလည်းရှိတယ်အသက်ကြီးမှသေးတာတွေလည်းရှိတယ်အဲ့လိုရောက်လာတဲ့အတုပတွေမဟာကာလမထေရကသူနဲ့ဆက်သွယ်ထားပြီးတော့သူ့ကိုပြပါအောင်သူကမ္မထာအထုတ်ချင်လို့ပါလို့ဆိုဟောလှုပ်ပေးရှာတော့ပြီးမျိုးစုံပြနောက်ကမ္မထာအထုတ်ဖို့သူကဘယ်လောက်ထိအောင်လုပ်ပြီးတော့ဆိုလူတယောက်ပေါ့ဒီငယ်ငယ်ရွယ်ရွယ်လှပါသိဆုံးလာတဲ့လူတယောက်ပေါ့ပေါင်ရင်ကနေသူဖြတ်ပြီးတော့ဘေးပုံထားခြေတော်နှစ်ဖက်ဖြတ်တယ်လက်နှစ်ဖက်ဖြတ်တယ်အုတ်ခေါင်းကိုအရှင်အုတ်ခေါင်းကိုခွဲပြီးတော့အုတ်ခေါင်းကြီးကိုထချမ်းခွဲပြီးအုံနောက်တွေကိုထုတ်တယ်အဲ့လိုလုပ်ပြီးတော့ရှင်မကာလတရားရှုလို့ရအောင်သူကလုပ်ပြီးတယ်လုပ်ပြီးလိုက်တဲ့အခါကျတော့အမျိုးစုံမြင်ရတယ်လက်ပြတ်သွားတာလူလည်းမြင်ရတယ်အရှင်လူတွေကောင်ကြီးလက်ပြတ်သွားတာကိုလည်းကြည့်ရတယ်ခြေထောက်ပြတ်သွားတာကိုလည်းကြည့်ရတယ်ခေါင်းကြီးကိုခွဲပြီးတော့အုံနောက်တွေထွက်နေတာကိုလည်းကြည့်ရတယ်ခေါင်းထဲကအုံနောက်တွေထွက်နေတာတွေကိုလည်းကြည့်ရတယ်အဲ့ဒါတွေအားလုံးကိုသူကလှုပ်ဆောင်ပြတယ်မီးရှို့ပြတယ်မီးရှို့တဲ့အချိန်မှာမီးရှို့ပြတယ်အတုပမျိုးစုံကြည့်ရနော်အဲ့ဒါလို့ကောင်းအလုံးတွေအကုန်လုံးပြတယ်အကုန်လုံးပြပြီးတော့ဒါတွေပြသမျှတွေကိုသူတရားအထုတ်တယ်တရားအထုတ်တော့ဒီရောက်အလောင်းကောင်တွေချီရင်နဲ့အမျိုးစုံကြည့်ပြီးတော့တံဝေကတွေဖြစ်လာပြီးတရားကိုကြိုးစားအထုတ်လိုက်တာအဲ့ဒီမှာသူယဟနာဖြစ်သွားတယ်မဟာကာလသုတ်တန်တူရင်ဆောင်ရင်းနဲ့ယဟနာဖြစ်သွားတယ်အဲ့ဒီလိုယဟနာဖြစ်သွားတာသူပြန်ပြောပြတဲ့ဟာကသူအတွေ့အကြုံဘာပြန်ပြောပြတော့ဆိုကာလီအဋ္ဌိဗျာတိသင်္ကရူပါသုတ်တန်ဆောင်အမျိုးသမီးကြီးဟာကာလီအဋ္ဌိကာလီဆိုတဲ့အမျိုးသမီးကြီးဟာဗျာတိဝါဖိုင်မဲ့တတိယတော့ကောင်းတယ်နော်လူတွေကောင်းတွေကိုအဲ့မပြီးတော့လုံနိုင်တဲ့အင်အားရှိဗျာတိခန္ဓာကိုယ်ကြီးကလည်းကြီးတယ်သင်္ကရူပါကြီးကန်းလို့ပဲမဲကြီးတယ်အသားရောင်ကကြီးကန်းလို့မဲကြီးသင်္ကဆိုတာကြီးကန်းလို့ခေါ်တယ်ကြီးကန်းအဆင်းရောင်ရှိတယ်သူဟာတတ်ထိန်ဘိတ္တောအပရိသတတ်ထိန်လူတွေလောင်းတွေကိုဒုစရကနေဖြတ်တယ်ပေါင်းကနေဖြတ်တယ်ဖြတ်ပြီးတော့ပြဘာဟင်္စဘိတ္တောအပရိသဘာဟံလက်မောင်းတွေကိုဖြတ်ပြီးတော့ပြတယ်ပြီးရင်ပြန်ဆက်ပြတယ်တိသင်္စဘိတ္တောတတိထားလကံဒိဉ္ဉ်နေထည့်ထားသလိုပဲလက်ကြဒိဉ္ဉ်စားကြမှာမဟုတ်တော့ခေါင်းကိုဖဲလိုက်တဲ့အခါအုတ်နောက်တွေကဒိဉ္ဉ်နေလိုပဲတဲ့ဒီတဲ့ရေးထားတာတော့နော်ဒိဉ္ဉ်နေထည့်ထားတဲ့ခွက်လိုပဲဥခေါင်းကိုခွဲပြီးတော့လေသူ့ကိုပြတယ်ဆိုလိုတာကလူရဲ့အတွင်းပြင်
ပြင်ပပုံသဏ္ဍာန်မျိုးစုံသိရှိအောင်လို့ခွဲစိတ်ဖြတ်တောက်ပြတယ်အတုဝရုပ်လောင်းကိုအဲ့လိုခွဲစိတ်ဖြတ်တောက်ပြဧတာနိသိဏအဘိတန္တဟေတဝါဒီကာလီဆိုတဲ့အမျိုးသမီးကြီးကဒုက္ခပဋ္ဌာန်းရှုဖို့ရအတွက်အသားတွေရောင်းချနေသလိုပဲတဲ့ဒူးကဖြတ်တယ်ပေါင်ကဖြတ်တယ်လက်တွေဖြတ်တယ်ခေါင်းခွဲပြီးတော့အဲ့ဒီဘုံတော်တွေထုတ်ပြတယ်အဲ့ဒါတွေကိုသူကြည့်ရတယ်ယောဝေအဝိဓာဥပတိကရောတိဒီနေရာမှာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုအသိဉာဏ်ခန္ဓာကိုယ်ကြီးဆိုတာဒီပုံစံပဲအပေါ်ယံကအရေးကလေးနဲ့ဖုံးထားလို့ဟုတ်တယ်ထင်နေကြတာတကယ်ကတော့တူတူပဲအတွင်းသားကြည့်လိုက်လို့ရှိရင်လူခန္ဓာကိုယ်ကအမြဲတမ်းရွှန်းစရာကောင်းတယ်မတင့်တယ်တဲ့အရာကြီးပဲဖြစ်တယ်အပေါ်ယံနဲ့ပုံသဏ္ဍာန်ကြည့်ပြီးတော့လူတွေဟာကိလေသာတွေဖြစ်နေကြတယ်မုန်းတီးတယ်ဆိုတဲ့စိတ်တွေဖြစ်တယ်ချစ်ခင်တယ်ဆိုတဲ့စိတ်တွေဖြစ်တယ်အဲ့ဒါဟာအမှန်မသိလို့ဖြစ်နေတာတဲ့ဒါကြောင့်မို့ယောဝေအဝိတောဥပတိကရောတိအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကိလေသာစိတ်တွေဖြစ်ကြတယ်တဲ့ခင်မင်မှုတွေတတ်မဲ့မှုတွေမုန်းတီးမှုတွေလုပ်ကြတယ်အဲ့ဒီလိုခင်မင်မှုတွေမုန်းတီးမှုတွေတတ်မဲ့မှုတွေကိလေသာတွေဖြစ်ပွားစေတဲ့ပုဂ္ဂိုလ်တွေဟာပုဏ္ဏပုဏ္ဏဒုက္ခမုပေတိမန္တောအဆုံးမတတ်နိုင်တဲ့ဒုက္ခပြန့်ပြန့်ရနေချမှာဖြစ်တယ်ဘယ်တော့မှမဆုံးနိုင်ဘူးတန်တရားထဲမှာတဘွားရောက်လာလိုက်အိုပြီးသေးသွားလိုက်နောက်တစ်ခါပြန်မွေးလိုက်အိုလာပြီးသေးလိုက်ဒီလိုပဲပုဏ္ဏပုဏ္ဏဒုက္ခမုပေတိမန္တောအသိဉာဏ်မရှိလို့ထုံထိုင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာဘဝဆိုတဲ့ဒုက္ခကိုထပ်တလဲလဲပြန်ပြီးတော့ရင်ဆိုင်နေချရတာဖြစ်တယ်တချို့ကထင်တယ်တည်သွားအေးတာပဲဘေးအေးမှာတော့တည်သွားထောက်လျှောက်ထပ်မွေးတာပဲလေရက်နေမှာမဟုတ်ဘူးကျိုးစိတ်ညစ်တယ်စိတ်ညစ်တည်သွားတဲ့အေးတဲ့ထင်တယ်မဟုတ်ဒီတဲ့ဆိုတဲ့စီရောက်သွားတယ်မှန်အဲ့ဒါလို့စူးစိုက်လုပ်တဲ့ကိုယ့်ကိုတတ်သိတယ်ဆိုတဲ့ဒေါသနဲ့သိတယ်ဒီတဲ့ဆိုတဲ့စီရောက်သွားတယ်တတ်သိလိုက်သည့်အတွက်ကြောင့်ဒီတဲ့ဆိုတဲ့စီရောက်သွားဒီတဲ့ဆိုတဲ့စီဆိုအမြဲတမ်းမီးလောင်နေတဲ့ငရဲတို့အမြဲတမ်းကိုယ်နှိမ့်ဆက်ခံနေရတဲ့ငရဲတို့အဲ့ဒီစီရောက်သွားတာပေါ့ပြိတ္တာဖြစ်သွားရင်လည်းစားမယ်မယ်တောက်မယ်မယ်ဒီလိုတွေဖြစ်တယ်တရိစ္ဆာန်ဖြစ်သွားရင်လည်းပဲလောက်ဒုက္ခရောက်တော့တရိစ္ဆာန်ဆိုလေချင်းချင်းသက်စားနေကြတာမလွတ်နိုင်ဘူးရှည်တဲ့ကငါးတွေပြန်ကြည့်ငါးကြည့်တဲ့ကောင်ပါဇက်ကလေးဟာထားငါးပေါင်းစားလေးတွေအကုန်လုံးဇဏရောက်ပါသွားပြန်ဇဏရောက်ပါသွားပြန်စားခံနေရတာပဲလေလူကစားတာမဟုတ်ငါးချင်းစားဖားချင်းစားမွေချင်းမျိုးအဲ့ဒါလို့ပြိဿံလောကကြီးဟာအညမညခါရိကဒုဗလခါရိကချင်းချင်းစားကြတယ်အားနေတဲ့ကောင်အားကြီးတဲ့ကောင်စားတယ်အတော့ကိုဆိုရတတ်တတ်လို့စားသလားအောင်မိတာငှက်တွေကလည်းတတ်တတ်လို့စားတာမဟုတ်ဘူးအနေငှက်တွေကလည်းတတ်တတ်လို့မစားတခါတော့ပုံထဲမှာတွေးလိုက်တာဆိုခိုးတွေကရေဆက်မှလာပြီးရေတောက်နေကြနော်ငခုကြီးတွေကပါးစပ်ကကြီးတယ်10ပေလောက်ရှိတဲ့ငခုကြီးတွေကရေထဲမှာပုံနေကြကန်းစနာလာကတ်နေတယ်ရေကအမဲနဲ့ငခုကအမဲနဲ့ဆိုခိုးရမမြင်ရှာဘူးရေငန်းငန်းနဲ့ရေတောက်ဖတ်ခနဲ့ပါးစပ်ထဲပါတော့ဗျာငခုပါးစပ်ငခုကတတ်တတ်လို့စားတယ်မြအောင်မေ့မနေနဲ့နော်ရေလာတောက်တဲ့အကောင်တွေကုန်ဖန်စားပြစ်အဲ့ဒါလိုပဲသရဝါတွေဟာတုံးတူစားတော့ပြီးတော့နေချတာတဲ့ဒုက္ခရောက်နေချတယ်လို့ဆိုလို့ပုဏ္ဏပုဏ္ဏဒုက္ခမုပေတိမန္တောဘဝတစ်ခုမှာဒုက္ခတွေခဏခဏကြုံရတယ်တတ္တမပဇာနံဥပတိနကရိယာဒါကြောင့်အမှန်တရားသိတဲ့ပုဂ္ဂိုလ်အနေနဲ့တွေ့တာစိတ်တွေမဖြစ်စေနဲ့မုန်းတိစိတ်တွေလည်းမဖြစ်စေနဲ့ကိလေသာတွေမဖြစ်စေနဲ့မဖြစ်အောင်ထိရမယ်ဥပတိဆိုတဲ့ကိလေသာကိုမဖြစ်အောင်ထိရမယ်မဟာပုဏ္ဏဗိဏတိရောတေယိတနောက်ထပ်ခေါင်းကြီးကွဲပြီးတော့ဘယ်တော့မှမအေးပြစိတ်နဲ့
တော်ဆိုင်ကအစီအစဉ်ဖြစ်လို့ခေါင်းကွဲနော်လူတယောက်ကလာရိုက်ခွဲသွားလို့ခေါင်းကွဲအဲ့ခေါင်းကွဲပြီးအဲ့ရတဲ့ဘဝမျိုးမရောက်ပြစေနဲ့လို့ဒီလိုသူကိုယ်သူတန်ဝေကယူပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လိုက်တာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်သူဆိုလို့ဒါမာကာလမထေရမြတ်ရဲ့မှတ်တရစကားနဲ့သူကျင့်ခဲ့တဲ့အကျင့်ဖော်ပြတာပဲဖြစ်တယ်ပေါ့နောက်တစ်ခါ138ပါးမြောက်တိဋ္ဌမထေရရဲ့မှတ်တရစကားသူကတော့တိဋ္ဌမထေရဆိုတာရာဇဂုမြို့ကကျွယ်ဝချမ်းသာတဲ့ပုံနာရဲ့သားတူပညာတတ်တူဖြစ်လို့သူဟာတပည့်တွေပေါ်မှာစာသင်ပေးနေတဲ့ဆရာကြီးတူလည်းဖြစ်တယ်ပေါ့ကျောင်းဆရာတူဖြစ်တယ်ဝေဒကျမ်းတွေကိုတပည့်900ကိုသင်ကြားပို့ချပေးနေတဲ့ဆရာကြီးအဲ့ဒါလို့ပညာတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားတရားကိုနာရတဲ့အခါမှာသရစိတ်တွေဖြစ်ပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတယ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတော့ယဟန္တာဖြစ်သွားတယ်လူတော်ကလည်းပညာတတ်ဆိုတော့တထေသားလည်းတထေသားပညာလည်းတတ်တယ်သူတပည့်တွေကလည်းများတယ်ဆိုသူ့ကိုကြီးညိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအလွန်များတယ်ကြီးညိုပုဂ္ဂိုလ်ကိုးကွယ်တာသူများတဲ့ပို့ပြီးတော့လက်လက်ပါပေါ်များတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါလို့လက်လက်ပါပေါ်များတဲ့အခါမှာလူဆိုတာဒီဘဲအတိုင်းဝိုင်းထဲမှာဖြစ်ဖြစ်ဘုန်းကြီးဆိုရင်ဘုန်းကြီးအတိုင်းဝိုင်းထဲမှာလူကြည်ညိုတဲ့ဘုန်းကြီးဆိုရင်တခြားဘုန်းကြီးကမျက်စိဆောင်းတာနော်မြင်ဆောင်းတတ်တယ်လူထဲမှာလည်းချမ်းသာကြွယ်ဝလာပြီဆိုရင်ကြံတဲ့လူတွေကအိမ်နာနေချင်းတွေကမျက်စောင်းထိုးလာဒါသဘာဝလူတွေမှာဘာလို့လို့ဆိုစိတ်ထားတာမတတ်လို့ဖြစ်တာပေါ့နော်ဘုန်းကြီးထဲမှာလည်းဘုန်းကြီးချင်းစိတ်မထားတတ်ဘူးလူထဲမှာလည်းလူချင်းစိတ်မထားတတ်တဲ့ပုဂ္ဂိုလ်တွေဟာတဦးတယောက်ကြီးပွားတိုးတက်ပြီဆိုလို့ရှိရင်ရဆောင်ကလေးတထိုးထိုးနဲ့နေတတ်တယ်တဲ့အဲ့တော့တရားဓမ္မတွေကသူ့စီကိုလာကြတယ်လာမှာပေါ့သူကလူတော်ကလည်းဆရာကြီးချမ်းလည်းချမ်းသာတယ်ဆိုတော့သူ့စီလာကြအဲ့တော့ကြီးညိုကိုးကွယ်ရန်ဖြစ်တဲ့အခါမှာလည်းသူလာကြတယ်ကြီးညိုကြတယ်ကိုးကွယ်ကြီးအဲ့တော့သူ့ကိုဝိုင်းပြီးတော့မျက်စောင်းထိုးတဲ့ပုဂ္ဂိုလ်ကလည်းမနေဘူးဖြစ်တာဒါကိုသူတတိထားမိတယ်တတိထားမိတဲ့အခါကျတော့လက်လက်ပါပေါ်တာလည်းမကောင်းပါလားငါမှရန်သူတွေဝိုင်းနေပါလားလို့ဆိုတာကိုအမတ်တရားစကားအနေနဲ့သူပြောတယ်စကားနော်အမတ်တရားစကားဒါလည်းတတိထားစရာပေါ့နော်အဲ့ဒီမှာဘဟုတပတ္တိလပတိမုံတော်တန်ဃာတိပန္တိတော်ကြောက်တုံးပြီးတော့ဘုန်းကြီးဝတ်လာပြန်တော့လေရန်သူတွေပေါ်လိုက်တာသူဆိုလို့တယ်နော်ကြောက်တုံးပြီးတော့သင်္ကန်းဝတ်လာတဲ့အခါမှာလေရန်သူတွေပေါ်လိုက်တာလာပြီးအနတ္တပဏတ္တဝဋ္ဌတသေနတ္တသာလူမဲ့တမ်းမဲ့လူတွေပေါ်တော့အစာဖြော်ရမကအဝတ်အသုံးဆောင်တွေကသူကအများကြီးရအဲ့ဒီရတာဟာအပြစ်ပဲလူမုန်းစရာဖြစ်တယ်ပေါ့လူမုန်းစရာဖြစ်တယ်အောင်မြင်လို့အချင်းလည်းလူမုန်းတာပဲနော်လူမုန်းစရာဖြစ်တယ်အဲ့ဒီမှာဧတမာတိနောညတ်တော်ဟာသူ့အနေနဲ့ဒါကိုအပြစ်လို့ရှုတာလေဒါတော့လူတွေကတော့စီးပွားချမ်းသာတိုးတက်အောင်လုပ်ရမှာပဲလေလူပဲလေဒါလူဆိုတာချမ်းသာကြွယ်ဝအောင်လုပ်အလွန်ချမ်းသာကြွယ်ဝလာတဲ့အခါကျတော့မုန်းတာပဲတတ်နိုင်အဲ့တော့ယဟန်တန်ဃာတွေကတော့ဒီလိုမဖြစ်သင့်ဘူးပေါ့နော်ဧတမာတိနောညတ်တော်ဟာဒါကိုပဲအပြစ်လို့သူသိရှိလာပြီးတက္ကရေတုမဟပယံဂရဝအများချင်းညိုကိုးကွယ်မှုဟာအဗ္ဗဓမ္မဘေးရန်အန္တရာယ်ကြီးတစ်ခုမှုဖြစ်ပါတယ်အပ္ပလာဘောအနဝတ္တုတုံမထေရရှားလက်လဘမရှိစားလို့ယုံမြတာရပြီးတော့နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဘယ်သူမှခေမဆိုင်ဘူး
သူကမှဂုဏ်ဆိုင်ဟုတ်တယ်လူတွေဆိုလဲချမ်းသာလို့ရှိရင်တကိုးတည်းများချောင်းတယ်သူကချမ်းသာတယ်ဘယ်တော့ဘာလုပ်ရပါမလဲတထေးဆိုရင်အဲ့လိုပဲချောင်းဘုန်းကြီးတဲ့ဆိုလို့ရှိရင်လည်းလက်သက်ပကပေါ်တဲ့ဘုန်းကြီးဆိုလို့ရှိရင်ဘေးကအမြင်ဆောင်ကြအဲ့ဒါကြောင့်မို့အပ္ပလာဘောအနဝတ္တုတော်လက်လက်ပါနဲလို့ရှိရင်ဘာမှကိုယ့်ပေါ်မှာမြင်ဆောင်စရာမရှိဘူးအဲ့တော့အပ္ပလာဘောလက်လက်ပါနဲနဲနဲ့အနဝတ္တုတော်လက်လက်ပါပေါ်မှာတွေ့တာစိတ်တွေမရှိပဲတတောဘိက္ခုပြိပစေတတိနဲ့ယဟန်တော်တစ်ပါးဟာကျင့်ကြံကြိုးကိုအထုတ်တဲ့နဲ့လို့အထုတ်ကြမှာဖြစ်အထုတ်ရမှာဖြစ်တယ်လို့ဘုန်းကြီးတစ်ပါးအနေနဲ့အဲ့ဒီလိုနှလုံးသွင်းပြီးတော့လက်သက်ဘကနည်းနည်းပါးပါးနဲ့တတိထားပြီးတော့တရားဝဒနဲ့ကြိုးစားအထုတ်ရမှာဖြစ်တယ်လို့တတိပေးစကားအနေနဲ့ပြောဆိုတာဖြစ်တယ်သူကိုယ်တိုင်ကတော့ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်နေကျန်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တမန်ပုရုဇဉ်ပုဂ္ဂိုလ်ဆိုရင်လက်လက်ပါပေါ်မှာတွေ့တာမဲ့မောမှုချောင်အပေငရဲထီအောင်ကျသွားနိုင်သေးတယ်အဲ့ဒါကြောင့်မို့တတိပေးတဲ့အနေနဲ့အပ္ပလာဘောအနဝတ္တုတော်တတောဘိက္ခုပြိပစေယဟန်ဆိုတာလက်လက်ပါနည်းနည်းနဲ့တွေ့တာမှုကင်းကင်းရှင်းရှင်းနဲ့တတိကြီးစွာထားပြီးတော့ကိုကျင့်ရမယ့်တရားကိုကျင့်ကြံကြိုးကိုအထုတ်သင်ပါတယ်လို့အခုလိုမှတ်တရစကားကိုတိတ်တမထေရကပြောဆိုခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မထေရမြတ်တို့ရဲ့အမှတ်တရစကားများဟာမိမိတို့ဘဝမှာမိမိတို့ကြုံတွေ့တဲ့အခါမှာဘဝသင်ခန်းစာများကိုမှတ်သားနိုင်ယူချဖို့တတိပေးတဲ့အနေနဲ့သင်ခန်းစာပေးတဲ့အနေနဲ့မိမိတို့ကိုယ်တိုင်ကျင့်ကြံကြိုးကိုအားထုတ်ခဲ့တဲ့အခြေအနေတွေကိုမှတ်တမ်းတင်ပြီးတော့ဟောပြောပြသကြခြင်းဖြစ်လို့နိုင်ယူမှတ်သားကြရတဲ့ပုဂ္ဂိုလ်တိုင်းဟာဘဝမှာတန်ဖိုးရှိတဲ့အသည့်တွေကိုရရှိလို့မိမိတို့ကိုယ်တိုင်ကြုံတွေ့လာနိုင်တဲ့လောကရဲ့အခြေအနေတွေကိုကောင်းတဲ့အခြေအနေကိုရွေးပြီးမကောင်းတဲ့အခြေအနေတွေကိုရှောင်ရှားနိုင်တဲ့အနေအထားမျိုးရအောင်တို့တွေလည်းကျင့်ကြံကြိုးကိုအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း